မော်ဟင်ကစားချင်ပြန်တော့လဲမလုံးရှုပ်ခံအမီချေအောင်မယ်ငါပြောဖို့အတွက်ချင်းစပလင်းငါစားစနေဒီထဲပြီးတော့ပြုံးမယ်ငါမြန်မာလိုမခေါ်တော့အင်္ဂလိပ်လိုက key fish မပြောခင်ကိုအမြင်နွားပါဠိအယောင်မမဲတော့အောင်စားထက်ရင်းနှီးထက်နိုင်ဝဲလောက်စိန်ပြီးရင်တော့ရေတုံးတို့မှရေစစ်ထားမယ်ပြုတ်ထားတဲ့ငါလည်းကျဲပြီးဆိုတော့မှဆဲထားပြီးတော့မှအဲ့ဒီခံထားမယ်ဒီမှာထက်မဲ့ပဲစိမ်မုတ်ကိုရေနဲ့ဖြောထားမယ်ပြီးရင်စံကြက်မုတ်ကိုလည်းရေနဲ့ဖြောထားမယ်ငါကိုလည်းအယူနွေပြီးတော့မှခြေထားမယ်စီပူလာရင်ကျက်သွန်းချင်းခြေထားတာကိုထည့်မယ်အယောင်တင်မှုထည့်ပြီးတော့မှငါ့ကိုစီချဲတတ်မယ်ခုနကပြိုးရိုးဆူလာတဲ့ခါမှာခလောက်ထားတဲ့ချက်ဦးထည့်ပြီးတော့ဝေပေးမယ်ချက်ဦးလေးချဲပြီးဆိုရင်ထပ်ဖြည့်လိုက်မယ်စီချတတ်ထားတဲ့ငါးကိုထည့်မယ်လီထားတဲ့မပြောခင်ထည့်ဒီဖြော်ရတဲ့ပဲသိမ်းမုတ်ရေးထည့်ကျွန်တော်ချက်တဲ့ဟင်းတိုင်းမှာလုံးဝအချုံမှုမထည့်ပါဘူးအရသာပုံငံတွေ့ရတော့စားရဲ့ငံပြာရဲ့ထည့်ရေနဲ့ခါပြီးဆိုတော့မှရေနဲ့ထပ်ထဲကဲနောက်ဆုံးနေနဲ့စိန်ရတဲ့စမ်းချက်မှုကြီးထည့်ပြီးတော့မွေပြီးတော့တဲထားလိုက်မယ်နိုင်ဝဲလောက်တဲထားလိုက်ရင်ရပါပြီဒီရပြီဆိုတော့မုတ်ဖက်ကိုပြုတ်မယ်အနေတော်လေးရပြီဆိုရင်တော့တေချာစကားတဲ့စစ်ထက်ရေအေးနဲ့နှစ်ခါလောက်ပြန်ဆေးပြီးတော့ရေစစ်ထားလိုက်မယ်မိုးဟင်းကမပါမဖြစ်တမယာဒီပေရောက်ရှိနေနေပြီးလီမယ်မွေးကနေလိုက်တဲ့ပဲကက်ချိုလေးကလည်းပါမဆိုတော့ကိုယ်တိုင်ပဲကက်ချိုကြော်လိုက်တယ်ကဲကျူရွလာပပလေးပဲကက်ချိုရပါပြီအားလုံးပြီးကုန်ပြီဆိုတော့စားဖို့ပဲကျန်တော့တယ်စားဖို့လည်းအဆင်သင့်ဖြစ်ပြီဘိုင်ကလည်းစားပြီဆိုတော့မှကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတွေ့ရအောင်နော် See you